မင်္ဂလာပါရှင် Empress Tarot Wish Page မှာကြိုဆိုပါရစေအခုကျွန်မဟောပေးမဲ့ Tarot လေးကဘာလဲဆိုတော့ကိုနဲ့တွဲနေတဲ့တစ်ဖက်သူပေါ့နော်ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ် LGBT ပဲဖြစ်ဖြစ်ကိုရဲ့ crush ပဲဖြစ်ဖြစ်ကိုရဲ့ချစ်သူအိမ်နောင်ဘက်ကိုရဲ့တစ်ဖက်သူပေါ့ကိုမျက်နှိုးရတယ်ကိုချစ်ရတယ်တစ်ဖက်သူပါကိုကိုတကယ်ချစ်သလားဆိုတော့ academic လေးကိုကျွန်မတကယ်ဆွဲလေးနဲ့ကြည့်ပြပါမယ် academic လေးက general reading ဖြစ်တဲ့အတွက် serious ထားပါနဲ့ကောင်းတဲ့ dynamic လေးဆိုယူပါမကောင်းတဲ့ dynamic ဆိုရင် entertainment ဖြစ်ပဲသဘောထားပါ personal reading မေ့ချင်တဲ့ဆိုလို့ရှိရင်တော့လာမေးလို့ရပါတယ်ဒီဟာကတော့ general reading ဖြစ်တဲ့အတွက် entertainment အနေနဲ့ဒါကောင်းတဲ့ dynamic ဆိုယူပေးပါရှင်ကဲကိုရဲ့ချစ်ရတဲ့သူရဲ့နာမည်လေးကိုထုံးစံတိုင်းပဲ၃កောက်ရွတ်လိုက်ပါ၃កောက်ရွတ်ပြီးရတဲ့ခါကြလို့ရှိရင်သူဟာကိုကိုတကယ်ချစ်မြတ်နိုးတဲ့သူဖြစ်ပါသလားဖြစ်ပါသလားဖြစ်ပါသလားကိုဘာကလေးကြလဲဆိုတော့ five socket လေးကြတယ်ပေါ့နော်five socket လေးကြတယ်ဆိုတော့သူဟာအတိတ်မှာပေါ့နော်အတိတ်တွေကိုထားခဲ့ပြီးတော့ကိုစီကိုလာတဲ့လူလို့မြင်တယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်အတိတ်ကလူဆိုလို့ရှိရင်တော့အတိတ်ကလူဟောင်း X ကိုကအခုချိန်မှာနာမည်ကိုပြောလိုက်တယ်ဆိုရင်တော့ထိုသူဟာတင့်ရဲ့အချစ်စစ်ချင်မှမဟုတ်ပါဘူးတကယ်လို့ပေါ့နော်သူဟာကိုသူ့ရဲ့အတိတ်ဟောင်းတွေကိုထားခဲ့ပြီးတော့ကိုလာပြီးတော့အခုမှလက်တွဲတဲ့လူဆိုလို့ရှိရင်တော့တင့်ရဲ့အချစ်စစ်ချင်မှဖြစ်ပါတယ် energy လေးကကောင်းပါတယ်ဒါပေမဲ့ X level များအတွက်တော့စိတ်မကောင်းပါဘူး Empress Tarot Wish ကနေပြီးတော့ချီးရေးတွေစင်ပြကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကျေးဇူးပါရှင်